ကိုကြီးကျွန်တော်ကော်ဖီနဲ့ပတ်သက်တဲ့အယူဆအမှားတွေကိုသိချင်တယ်မေးလို့ရမလားခင်ဗျ ရတာပေါ့ညီလေးမေးပါပြပေးပါမယ် ကော်ဖီကရေတက်ခံကြောက်စီတဲ့တက်ပါလား ကော်ဖီကရည်တဲ့ခန်းချောင်းစရာကိုလုံးဝမပြည့်စေပါဘူးပုံမှန်တောက်တော့ပြရပါမယ် ကော်ဖီကအရက်ကြီးထွားမှုကိုတားဆီးစေပါသလား အရက်ကျွထွားမှုကိုတားဆီးတယ်ဆိုပြီးတော့ scientific evidence လို့ခေါ်တဲ့သိပ္ပံနည်းကျအထောက်အထားပါမရှိပါဘူး ကော်ဖီတောက်မယ်ဆိုလို့ရှိရင်တွေးပေါင်ချိန်ကိုအနည်းတမ်းမြင့်တက်စေပါသလား ကော်ဖီတောက်မယ်ဆိုလို့ရှိရင်သွေးပေါင်ချိန်ကိုခဏတာ temporary မြင့်တက်စေပါတယ်ဒါပေမဲ့အများနဲ့သွေးပေါင်ချိန်တက်နေတယ်ဆိုတော့လုံးဝမဟုတ်ပါဘူး ကော်ဖီကနှလုံးရောဂါဖြစ်စေပါသလား လုံးဝမဖြစ်စေပါဘူးကော်ဖီမှာနှလုံးကျန်းမာရေးကိုကောင်းစေတဲ့အပြင်နှလုံးရောဂါဖြစ်ပေါ်နိုင်ခြင်းကိုရှော့ချပေးနိုင်ပါတယ် ဒီကက်ကော်ဖီမှာကဖိန်းတက်ရှော့ထားတဲ့အတွက်ကြောင့်မလို့ကျန်းမာရေးအကျိုးကျေးဇူးနည်းပါးသွားပါသလား လုံးဝမဟုတ်ပါဘူးဒီ cup coffee က caffeine တက်နည်းတော့တာတစ်ခုပဲဒါပေမဲ့ပုံမှန် coffee လိုပဲသူ့စီမှာကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိပါတယ် ကော်ဖီတောက်မယ်ဆိုလို့ရှိရင်အဆိုင်ထိနိုင်ပါလား အဆိုင်ကိုလုံးဝမထိခိုက်စေပါဘူး coffee ကအဆိုင်ရဲ့လှုပ်ရှားမှုအစာခြေနိုင်စွမ်းကိုတော့ပို့ပြီးတော့ကောင်းစေပါတယ် ကော်ဖီပုံမှန်တောက်မယ်ဆိုလို့ရှိရင်ဆွဲလန်းစေတတ်ပါလား coffee မှာဆွဲလန်းကြီးဆွဲလန်းသွားတဲ့ဆွဲလန်းမှုလုံးဝမရှိပါဘူးခဏတာပုံမှန် coffee ကိုတောက်ချင်တဲ့ဆန္ဒလေးတစ်ခုတော့ပုံမှန်ရှိနေပါတယ် ကိုဝင်ဆောင်ချိန်မှာကော်ဖီတောက်တဲ့ပါသလား ကိုယ်ဝန်ဆောင်ခြင်းမှာတရက်ကိုပုံမှန် coffee တစ်ခွက်သို့မဟုတ်နှစ်ခွက်တောက်လို့ရပါတယ်ဘာမှအနေမရှိပါဘူး အညိုရင်းအောင်ကော်ဖီလို့ခေါ်တဲ့ dark roast coffee တွေကကဖိန်းတက်ပိုပြီးတော့များပါသလား မဟုတ်ပါဘူး dark roast coffee ပြီးတော့ light roast coffee အညိုရင်း coffee ပုံမှန် coffee တွေမှာပေါင်းတဲ့ caffeine ဓာတ်တွေကနေမြင်ဖြစ်ပါတယ် dark roast မှာတူတူကဲကဲ caffeine ဓာတ်များတာမျိုးမရှိပါဘူး ကော်ဖီကကယ်လ်ဆီယမ်စိုးယူမှုကိုနှောင့်ယှက်ပေးပါသလား မဟုတ်ပါဘူး coffee တောက်ခြင်းအပြင် calcium စုပ်ယူမှုကိုနှောက်ယှက်ပေးတယ်ညော့နေတယ်ဆိုတော့ evidence ဘာမှမရှိပါဘူး ကော်ဖီတောက်မယ်ဆိုလို့ရှိရင်စိုးရိမ်ပူပန်စိတ်တွေများစေပါသလား လုံးဝမဟုတ်ပါဘူး coffee တောက်ခြင်းအပြင်စိတ်ရဲ့အခြေအနေကိုပိုပြီးကောင်းမွန်စေတဲ့အပြင်စိတ်ကြတဲ့ဝေဒနာခံစားနေတဲ့လူတွေ coffee တောက်ခြင်းအပြင်သူတို့ရဲ့စိတ်အခြေအနေတွေအများကြီးတိုးတက်ကောင်းမွန်စေပါတယ် cold brew ဆိုတဲ့ကော်ဖီတွေကကဖိန်းတက်ကိုပိုပြီးများစေပါလား မဟုတ်ပါဘူး cold brew coffee နဲ့ပုံမှန် hot coffee တွေကပါဝင်တဲ့ caffeine ဓာတ်ကတူတူတော့ပဲရှိပါတယ် အရသာထည့်ထားတော့ကော်ဖီတွေကကျန်းမာရေးအတွက်ကိုက်ညီပါလား အထူးသဖြင့် coffee mix တွေကိုသတိထားမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ coffee mix တွေမှာဆိုလို့ရှိရင်စီယုံအမှုတ် coffee mix တွေပြီးတော့တကြားတွေတခြား chemical တွေပေါင်းတဲ့အတွက်ကြောင့်အဲ့ဒါကိုအတတ်နိုင်ဆုံးရှောင်ပြီးတော့ပုံမှန် black coffee ကိုတောက်သုံးခြင်းကအကောင်းဆုံးဖြစ်ပါတယ် ကော်ဖီကိုပုံမှန်တောက်မယ်ဆိုလို့ရှိရင်အိမ်မပျော်ခြင်းကိုဖြစ်စေပါသလား ။အဲ့ဒါတော့ timing နဲ့ဆိုင်တာပေါ့နော်။အကယ်၍ကိုကအဲ့ဒီအိမ်မပြောတဲ့ပုံစံကိုမရချင်ဘူးဆိုလို့ရှိရင်တော့ညနေ3နာရီနောက်ပိုင်း coffee မတောက်တော့အကောင်းဆုံးပဲ။ညနေ3နာရီနောက်ပိုင်း coffee တောက်မယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်။ဘာကြောင့်လဲဆိုတော့ caffeine ဓာတ်ကကျွန်တော်ရဲ့ခန္ဓာကိုယ်မှာ6နာရီလောက်ရှိနေနိုင်ပါ espresso coffee ကတာမန်ကော်ဖီတဲ့ပိုပြီးတော့ပြင်းထန်ပါလား ဟုတ်ပါတယ် espresso coffee မှာပါဝင်တော့ caffeine ဓာတ်ကတာမန် coffee ဓာတ်ကိုပို့ပါတယ် ဟုတ်ကဲ့အခုလိုဖြေချပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ်